ဒီလိုကြီးမှာပါလာတဲ့ဖိုးနဲ့ခြေတွေသားလို့ဒီမှာထားဒီလိုပြန်အခါနဲ့ကြာပေးလိုက်ဒီလိုနေဖို့စားဖို့ကိစ္စတော့ငါတို့ပြင်နေတယ်တော့လည်းဘယ်တော့မှလို့ဒီမှာခဏဘာလို့ရှိရလဲမတော်လေးလို့ဒီတိုင်းပုံနဲ့ပြောတာလေဒီတို့ပြောတယ်ဆိုဒီလက်ကြီးပါလို့ပြောတာပြောပြီးကိုဒီလိုသွားပြီဟတ်ချောင်းကိုတွားနေတယ်သွားလာကျင်တယ်လို့ပြောပြောလိုက်ဒီတို့တော့ပတ်စပ်ဖို့လို့အာညာတာကနေကြပါသည်ဒီတို့စီးရောက်ကျုပ်တို့ပွဲသားတရုတ်ပြည်ကိုဓာတ်ပို့ဝင်မယ်လို့ပြောခုခင်ဗျားတို့ကဒီမှာဒီခိုင်းဒါဘလို့ဖြစ်တာလဲဟဲ့အောင်မင်းတို့အားလုံးငါတို့ဝိုင်းခေါက်နေငါတို့ကခဏဇညိုးလေးတစ်ချက်ကိုးတာနဲ့မင်းတို့အသက်တွေဘယ်ပေါ့ထပ်ပါမှမသိဘူးတော့ဒီကြတာတူကမင်းတို့ကတရုတ်ကဘယ်နေလဲကထပ်ပါမင်းနဲ့ဒီပါလေတိတ်ကိုတိတ်ဟဲ့ကိုလေးပဲတော့ဒီအောင်မင်းတို့မရဘယ်မင်းတို့လည်းလည်းဘယ်သိချင်ဘယ်ဒီတော့ရအောင်ကြောင်မေဘယ်လိုလုပ်ပါလဲဘယ်အိမ်အောင်ပါလဲပြေးပါလေဒါပေမဲ့ဒီတစ်ခေါက်မှာဝင်းမလေးတွေလိုအများကြီးဝိုင်းဆွဲမကောင်းပါထိရတာနည်းနည်းခက်တယ်ရိုင်းဆိုင်နေပါလားနဲ့ဆွဲချိုးလိုက်ပါကွာဒီကဘယ်နှယောက်ပါလားထီရောမအောင်ဆိုဆရာလောက်ပါပါဆရာဒီကခေါ်လာတဲ့အားရဒီပြည့်ချက်တွေဖြစ်ဒီမြောင်တကားညလိုပုံစံမျိုးတွေငါတို့အားရတော့ခက်နေတယ်တော့လို့ဖြစ်နေတယ်ဒီတော့ဆရာရည်စင်းကားလေးတွေရှိလို့ဆရာပေါ့ပေါ့ကြိုက်အဲ့လိုပဲကြည့်စီလိုက်အားလုံးတော့ဒီငါတို့ဘောစီနဲ့မန်နေဂျာနဲ့ပုံလက်တယ်မင်းတို့လာခေါ်လိငါမခေါ်ခင်မင်းတို့ဒီနေရာမှာနေရမင်းတို့နေဖို့စားဖို့တော့ပူတည်ရမရလို့စတော့ပြတ်တက်နေတဲ့ထမင်းနဲ့ဟင်းကိုကျတို့ဘယ်လိုစားရမှာလဲပနည်းအထိစားရမှာလဲခင်ဗျားတို့ကျတို့တရုတ်ပြည်မပို့လို့ရှင်ကျတို့ကျုပ်ပြန်မှာနော်ဟဲ့မင်းမစားဘူးပိတ်တာမင်းသမင်းကောင်းကောင်းဟင်းကောင်းကောင်းစားခြင်းလူတွေကိုသွားစားမင်းတို့ခုရောက်နေတာလူတွေမဟုတ်ဘူးမစားခြင်းမြမပြည်မှာသမင်းငတ်ပြီးသေခြင်းနဲ့မသားဖြစ်ခြင်းနဲ့ဆိုတော့မင်းတို့မစားနဲ့အားလုံးခွဲကျွေးပြင်ခင်ဗျားလူဆိုလူစကားပြောကျောက်တော့လူတွေလူကလူတော့ဆက်ဆံမှာပေါ့ဗျာကျောက်တော့အားလုံးခင်ဗျားတို့ခိုင်းတဲ့တကြောက်မှမပါဘူးတော့ဒီမှာဆိုင်ခွင့်ပြုလိုက်တော့ဘယ်လိုပြောရလဲငါနိုင်မယ်နဲ့ပြောတယ်ရှင်မှတ်ထားလိုက်အောင်နော်
ရှင်တို့ပြောတာကိုခေါင်းငုံခံပြီးနားထောင်မတရားမှမပါဘူး ကြောမခံချင်ရင်ငါ့ကိုပိတ်ထားတယ်နင်တို့ခုရောက်နေတဲ့နေရာရင်ကျေးလိမ်မှာတင်တန်းကြောင်းမဟုတ်ကို့ဘွားကိုကိုတွေ့ထားတယ်ငါ့ကိုထပ်ပြောမယ်ဆိုရင်ပြောတယ်လားဟဲ့ရမင်းအားနှွဲ့တဲ့မိန်းကလေးပြောက်မင်းလုံးချင်တိုင်းလုံးရမင်းထည့်နေတာငါတို့ကမင်းတို့ရှိရောက်နေတယ်ဆိုပြီးတော့သွန်ချင်းသလိုသွန်မောက်ချင်းသလိုမောက်လို့ရဘူးတော့ဟဲ့ရ စူးစူးနေနေပါ တော်နေခပ်ပတ် ချင်းနဲ့ဟင်းစားချက်ကြစူးစူးညံ့ညံ့နေနဲ့တယောက်ပြီးကိုသွားကျင်တယ်ဆိုလို့ရင်ဆက်ဆက်နေကြ၆ပဲကျွေးအောင်သိတယ်အားလုံးထိုင်မြန်ထုတ်လာပြီ ငါတို့တွေကိုတရုတ်ပြည်ပို့မယ်ဆိုဒီလူတွေလက်ထက်ဆွဲထားတာလေငါတော့မယူလာဘူးဟုတ်တယ်ခက်ခဲရရှိလို့မဟုတ်ဘူးလေလူတွေရတယ်အဲ့ပဲဒီကောင်တွေရောက်တော့မှန်တယ် တော့ပါတဲ့တည်းရှင်ဘာလို့အနိုင်ကျင့်ဖြစ်နေတာတရုတ်ပြည်ကိုလိုက်မယ်လို့ပြောပြပါပဲ ဒီလမ်းမှာမင်းတို့အားလုံးဘယ်လိုဖြစ်နေတော့ဖြစ်လာလဲ စီးဖို့ကလုံလုံလောက်လောက်မရှိတော့ငါကအလုပ်ကိုချူးချူးစားစားလုပ်ပြီးတော့ပတ်စံအများကြီးရှာနေတာကွာခေါင်းမူတော်တတရဲ့ သက်သာပါလေသားရဲ့ဒါကြီးကအလုပ်သွားရအောင်မလားတော့လေးလောက်ချနေပြီ ဟုတ်ကဲ့မေဒါလီဖို့ကြောင့်ဒီမှာမင်းကြီးနဲ့ချက်ထားတယ်နော်မေ သာပြီးပါသားရဲ့သာပြီးပါအမေသားကြီးလည်းအမေနဲ့ညီလေးအတွက်ပြင်မလှပါပြီ ရပါတယ်မေရဲ့ဒါပြင်မခံနိုင်ပါတယ် ကိုယ် ညီလေးကျူရှင်သွားတော့မို့လဲ ဟုတ်ကဲ့ကိုယ်ညီလေးလေတင်ချာအထူးလောက်ဆောင်နဲ့အင်္ဂလိပ်မင်းနဲ့စာအုပ်လိုချင်တယ်ကိုယ် ညီလေးကိုကြီးနှစ်သွင်းနေဝေပေးမယ်နော် မေဒါကျူရှင်သွားတော့နော် အေးဒါ မင်းနဲ့ကိုယ်ဖဲသွားနေ ဒီမကောင်းလို့စီကံမပြနေတာညီလေးဒီလေးမေတို့ရေတစ်ခေါက်လောက် သက်သာပါလေသားရဲ့ဒါလေးလည်းအမေစီဖို့နဲ့မင်းညီလေးကြောင်းစိတ်ရှာတာတလားမလွယ်လာပါလားကိုယ် ရပါတယ်မေတားရှာနေတာမင်းနဲ့ညီလေးတို့ပဲခါညီလေးဘာကကြောင်းပိတ်တယ်နော်ဟုတ်ဘဲမှမသွားနဲ့အမေနားမှာပဲနေနော် ဟုတ်ကဲ့ပါ မေဒါလည်းဒီကကောင်းတဲ့လှုပ်ရှားနေပါတယ်မေရဲ့ ငါသားလေးဒီတဲ့ကောင်းတဲ့အလုပ်တစ်ခုအများဆုံးရပါစေလို့အမေဆုတောင်းပေးပါလေခွဲ ဟုတ်ကဲ့အမေစုတော့ပြည့်မှာပါအမေရဲ့ မ
ဟာအလုပ်ကပြန်လာပြီလားရေချိုးတော့လေ အမေကိုသားဝမ်းသာစရာပြောစရာရှိလို့အမေရဲ့ ဘာများလဲသားရဲ့ သားတို့တော့ချမ်းသာပြီအမေရဲ့သားတို့တော့ကန်ထားလာပြီ ဒါပေါ့သားရဲ့စိတ်ထားကောင်းတဲ့လူကကံကောင်းနေသားရဲ့ပြောပါဦးသားပြောမယ်ဆိုရင်ဝမ်းသာစရာစကား သားတိအကိုကြီးတယောက်ကလေတရုတ်ပြည်မှာအလုပ်လုပ်ဖို့တဲ့သားကိုခေါ်သွားမလို့တဲ့မေရဲ့ ဟုတ်လားဝမ်းသာလိုက်တာသားရဲ့ ပတ်စံနေလေအများကြီးရပါမေရဲ့ ဒါနဲ့သားပေါ်တော့မမေတို့ကရော ဘာမှမပူနဲ့အမေနဲ့ညီလေးအတွက်ကိုသားလုံလုံလောက်ပေးခဲ့မှာပါမေရဲ့နောက်လာတွေအတွက်လည်းဘာမှမပူနဲ့သားပုံမှန်ပို့ပေးမယ်နော်မေ ဒီပါသားရဲ့ဝမ်းသာလိုက်တာသားရဲ့သားညီလေးတာဒီပူဝမ်းသာရှာမှာခေသားရေချိုးတော့ရေချိုးပြီးထမင်းစားရအောင် ဟုတ်အဲ့ဒါသားရွာချူလာမှာနော်မေ အေးဒီဘာသာလေးသွားလီရလာလီရဒီမတီးရမခါပဲအလုတ်ကိုင်းနေအဆင်ပြေပါစေကွယ် ဟုတ်ကဲ့အမေပေးတဲ့သူနဲ့သားဘဝအဆင်ပြေတိုးတက်မှာ ကိုကြီးညီလေးတို့စီစာမမှန်ရေးတော့ကိုကြီး အေးပါညီလေးရဲ့စာလည်းမှန်မှန်ရေးမယ်ပတ်စံလည်းမှန်မှန်ပို့မယ်ညီလေးသာမမေကိုယူဆိုင်နော်ဟုတ်ကဲ့ညီလေးလက်စာကြိုးစားနော် ဟုတ်ကိုကြီးလည်းအလုပ်ကိုကြိုးစားတော့ အေးပါ သားလည်းကျမ်းမာရေးကိုဆိုင်နော် သားတော့မပူပါနဲ့အမေရဲ့အမေသာအမေကျမရေကိုယူဆိုင်နော်အမေ ဒီပါသားရဲ့မိမိတို့စိတ်မပူပါနဲ့ ကိုကြီးအလုပ်ပြီးရင်မြန်ပြန်လာနော်ကိုကြီးကိုညီလေးကလွမ်းနေမှာ ကိုကြီးရဲ့ညီလေးနဲ့အမေကိုမခွဲချင်ပါဘူးကွာမသက်တာလို့သွားလာ ခေသားတော့ကြနေပြီသွားတော့ဒီ ဟုတ်ကဲ့အမေညီလေးကိုကြီးသွားမှာနော်အမေကိုယူဆိုင်နော်အမေသားသွားပြီနော်အမေ ဒီပါသားရဲ့ ငါတော့မလို့နဲ့ဒါကြောင့်ငါဘော်လာပေါင်းသိအောင်ပြောတယ်ဒီကောင်တွေနဲ့ညှိညကိစ္စငါပဲလိုက်ချုပ်ကျက်လာတဲ့ကြဖြစ်တာများလာတယ်ပါလိုက်ရမင်းကပြဿနာကောင်းတယ်ဒီရိုက်ဆက်သွားနေခေါင်းစားလာတွေ့ရမယ်ဒီဆိုင်တော့မယ်ငါ့အိမ်မှာဆက်နေလို့စိုးသွမ်းကောင်းဆိုမင်းကိုငါကူတာချုပ်ခဲပြစ်တာ မင်းကအတန်နဲ့ပြောတာဂျမ်းမဖြစ်ပါနဲ့ဂျမ်းမဖြစ်ပါနဲ့လို့ပြောတာဖြစ်နေရတယ်မင်းတော့ဘောင်ရောက်တယ်နောက်ဆုံးကရက်ွက်တော့ဆွဲရအောင် ဒီကသားကြောင့်ဖြစ်ရအောင်သားရင်းနေနေဖြစ်လို့သားရင်း အဲ့ဒါကြောင့်ကိုလူပြောတာပေါ့မင်းကိုအပေါင်းနဲ့ကြည့်ပေါင်းပါလို့ပြောတာမင်းပေါင်းလိုက်တဲ့အပေါင်းတွေနေရတယ်အကုန်လုံးစေးသမားအရက်သမားဖဲသမားတွေ သားရင်းကြီးတွေတော့အဲ့လိုပြောတာဒီပြောရင်သားကိုပြော ဟာပြောရမှာပေါ့ငါမင်းဖေဖေးရသားကိုဆုံးမတာဘာဖြစ်ဖြစ်ပြောမှာမင်းငါပြောတာနားဒါပဲ ပြောပါလို့ သားရင်းကြီးနဲ့သုံးဖို့ပတ်စံလို့လေလို့ လူရင်ငါပြောပေါ့ငါမသိပဲယူအဲ့ခိုးတာမင်းကခိုး ဟုတ်လို့မဟုတ်သားစံလို့ပါပဲတော့ခွင့်လို့ပါတောင်းမှလာတယ် ဒါနောက်ဆုံးဖြစ်စီနောက်ဒါမျိုးငါဘယ်တော့မှခု
ဘယ်လိုဖြစ်လာလဲ တော့နည်းနည်းလေးမူးလာတာ ဟာမင်းကတော့ငါ့ကိုပညာကန်းလေးတစ်မျိုးပြီးတစ်မျိုးပြနေတော့ဗောမိုးတယ် ဟုတ်ပါဘူးဖေတော့နည်းနည်းလေးတောက်တော့ပါ နည်းနည်းလေးတော့တော့ဝေးရိုင်ထိုးနေရမလားကွာ ခွဲပါဖေဟုတ်တော့လုံးဝမတောက်တော့လုံးလို့တော့ ပြောလိုက်လို့ရှိရင်နင်းလုံးဝမတော့တော့ပါဘူးမလုပ်တော့ပါဘူးလေနည်းနည်းလေးတော့လည်းအရက်ပဲကွာမင်းတစ်နေ့ချပို့စိုးစိုးလာတော့မိုးတယ်မင်းနဲ့ကတော့မဖြစ်တော့ပါဘူးကွာ ဟုတ်ပါလားဖေတော့အချင်းကြီးနော်အဲ့တော့နော်ဖေနော် ဟဲ့မိုးတယ်နားမီဒီကောင်မင်းအပြင်ပဲတော့စပင်းချိုင်းကုန်းပဲတော့မင်းကပြောတယ်ဟုတ်ပြီပြောတယ်တော့ပါမင်းကအရက်တော့တယ်ဖေးရိုက်တယ်ရံချစ်ငေါ့တယ်ချစ်ငါပတ်စံမေးခိုးဘိုးတဲ့မင်းကတော်တော်စိတ်ကုန်ပါမင်းလိုကောင်မျိုးနဲ့ငါတိုက်အိမ်ထဲမှာအတူတူမနေနိုင်တော့ ဟုတ်ကဲ့ပါဖေအမားပါအမားခဲ့ပါတယ်ဖေ ဘာမှထပ်မပြောမင်းတန်လည်းငါမကြားဘူးမင်းအိမ်ကမင်းတော့ငါ9သိန်းပေးလိုက်စိတ်ဘာမှထပ်မပြောနဲ့မင်းမြန်ဆင်းမလားမင်းနောင်ကြားရတော့ငါကိုယ်တိုင်မင်းအဆုတ်ပဲပြောဒါပဲပြော အဲ့ဒါလည်းရှင်းလာရတာပေါ့အဲ့နဲ့မင်းရော ငါညိတာကုန်မရမန်နေဂျာနဲ့ကွာမန်နေဂျာကတတိယကိုထားတယ်ပြီးတော့အလုပ်သမားတွေပြီးလူအပေါက်ရှာပြီးခေါ်တာတစ်ခါထားတော့နေ့တိုင်းဆိုတာငါလည်းဒီမခံနိုင်ဘူးအဲ့ဒါနဲ့ပဲကုမ္ပဏီမန်နေဂျာမျက်နှာချက်ထုံထည့်လိုက်တာ ဟုတ်ကဲ့မင်းအခုတလောလုံးတောက်ကြတယ် ဟုတ်ပါဗျာကျွန်တော်တည့်တယ်နောက်ကြလို့ နောက်ကြတော့ဗျာငါတို့ကုမ္ပဏီရဲ့စီကံဝင်ကြည့်တယ်ငါတို့ကုမ္ပဏီကညနေ6နာရီမင်းကပြစ်ဒဏ်ကြတဲ့အတွက်ည7နာရီတန်ရှင်းလုပ်ပြီးပါဗျာ အဲ့ချိန်ကိုသက်သာရမရှိတော့ ဘတ်ကားဖြစ်တဲ့ကားဖြစ်အဲ့ဒါကိုသိချင်ငါပြီးတဲ့အပြစ်ဒဏ်ကိုခံပါလားကိုယ်သဘောနဲ့ကိုယ်လောက်တော့ ဟုတ်ကဲ့ကြာပြတဲ့ပြတာမခံပါဘူး ဒီစိတ်ကတော့လောက်တာမဟုတ်ဆရာဒီဟာလောက်တာ ဟဲ့ဒီကားလုံးနဲ့ဒီစေကိုမင်းငါ့ကိုလာပြရဟမ်တကယ်လို့ရှိရင်မင်းကိုယ်တိုင်ဒီစေကိုမှန်လားဆက်ပြီးမင်းကလာပြီးလို့လား ကျွန်တော်မှားပါပါ မှားတယ်နော်ခုံးချင်းမန်နေဂျာလောက်လာတက်တန်းတဲ့ချက်ဘယ်ကောင်မှမှားလို့မရှိဘူးဟောလိုက်မျက်ရည်ကဝက်တယ်
ကြက်နေယူကြနေကိုသွားကြံဆက်ဖို့ပြီးရောမယ်မင်းတို့တော့မင်းအဲ့ပတ်စံကိုရှူပြီးတော့လုံးဝ မလုပ်ပါနဲ့ဆရာရဲ့မလုပ်ပါနဲ့ ဟေ့ဒီကုမ္ပဏီမှာငါမှန်းနေငါလုပ်မယ်ဒါပေါ့လေဆရာတော့ပတ်စံချမ်းလာတယ်လူသူလိုခိုင်းမယ်မပုံကန်တော့ဆရာထွက်တယ်ဟော ဟေ့ခဏနေတော့မင်းကိုအတော့မကြအကြောင်းပြောမလားဒီကုမ္ပဏီမှာမင်းတို့တော့မကြတဲ့ကောင်းနေမှကြောက်လို့ရုံရုံဒီတော့ထုတ်ပြ လူကခင်ဗျာလောက်စတိုင်းလုံးကြမယ်ထင် ဟာဒီမှာမင်းမိသားစုမင်းရဲ့ဆွေလုံးတစ်မျိုးလုံးမှာခင်ဗျားချိန်မှာလက်ချလေးနဲ့ပါတစ်မျိုးလုံးတစ်ဆွေလုံးတော့မစီဝါလိုက်ပါဘူးလောလောဆယ်ခင်ဗျားမျက်နှာပေါ်မှာမတ်တော်လေးကတော့ပေးပါဟာ အဲ့ဒါနဲ့ပဲကုံမြအလုတ်ပြုတ်ပြီးတော့ရောက်လာတယ်ဆိုတော့ အဲ့ဒါနေတော့အဲ့လိုပဲပွဲလာတယ် ဟုတ်အချို့ဆိုင်မှာတော့ဒီမှာလို့ဆိုင်မှာအင်ဂျီလာခဲ့တယ်တရုတ်ပြည်မှာအလုပ်လုပ်မလားတဲ့တရုတ်ပြည်ကအချို့ဆိုင်မှာလုပ်လို့ပြီးကြီးကြမှာဆက်ပြီးရမယ် ကဲဒီမှာနောက်ကျလိုက်လား ဟုတ်မဖြစ်ဘူးဆိုင်မှာအထည်နည်းနည်းကြာနေလို့အော်ဒါနဲ့မဖြစ်တာဒီမှာလို့ဆိုင်မှာအဲ့လိုမှအဲ့ဒါပြောကြမယ်နော် အေးအမတရုတ်ပြည်သွားဖို့ပြင်ဆင်နေရလေ နည်းနည်းကြားပေါ့နော် ဒါဘောရင်မရဲ့ မဖြစ်ပါအရင်ကတရုတ်ပြည်ရောက်လို့လား တရုတ်ပြည်ပြန်လာတာ3ပေါက်ရှိပြီညီမလေးရဲ့ မဖြစ်ပါတရုတ်ပြည်မှာဘယ်လိုလုပ်တာလဲ အချူထဲကျုပ်ပဲပေါ့ ဆောင်းပြင်းရလား ငါတော့ဘောရင်မရဲ့ဟင်မအခုဒီမှာရတာတဲ့ငါးစားလောက်ပူရတယ် ဒီမှာတော့ချင်လိုက်တာမဖြစ်ရဲ့ ဟင်မတကယ်သွားချင်တာလား တကယ်တော့မဖြစ်ရဲ့ဒါမှနေရအမေအိမ်ပတ်စံပေါ်ပို့နိုင်ပါလေ ဟင်မတကယ်သွားချင်မဖြစ်ဘူးညီမပေါ့ ခေမမပတ်စံပေါ်ရှင်မရှိပါဘူးမဖြစ်ရဲ့ အဲ့ဒါဒီခေါင်းလေးကနေထောက်လိုက်ဟင်မအတွက်စစရမဖြစ်ဘူးညီမဲ တကယ်တော့မဖြစ်ဒီမှာတော့မယ်နော် ကျုပ်ကလည်းပတ်စံ သူရဲ့ညီမလေးရဲ့မနေ့ပြောင်းသွားဖို့တင်းလာတယ် မဖြစ်ပါတခါလုံးလာလား ခိုင်းသေးဘူးညီမလေးရဲ့အဲ့လိုသိရင်ညီမလေးကိုထုတ်ပြလိုက်ပါလေ ဒီမှာချက်တယ် စိတ်မပူပါနဲ့ညီမလေးရဲ့မတူတရုတ်ပြည်ရောက်တာနဲ့ညီမလေးကိုလာခေါ်ပါမယ်ကွယ် သိချရတော့မဖြစ် စိတ်ချညီမလေးသာမတက်ပြန်ဒီကိုချိန်ပြီးရောက်လာခဲ့သူတို့နဲ့ထည့်ပေးလိုက်ပါ အဲ့အနေနဲ့တရုတ်ပြည်ရလာတယ် ဟုတ်တယ်ဒီလာခုံမဲ့ပြောပြီးခုမြင်တဲ့အတိုင်းပဲလေဒီလိုရောက်လာတယ် ငါတို့အလင်ခါပါသေးနဲ့လို့ပဲစူတောင်းအောင်ပါပဲဟော မိုးတနာရောဒီလိုရောက်လာတယ် ငါကတော့စိတ်ကူးမာတယ်လို့ပဲပြောရတော့မှာ ဟုတ်စ ငါဘွားမှာလက်ထက်မဲဆိုပြီးစိတ်ဖြတ်ထားတဲ့ချစ်သူတယောက်ရှိတယ်
နာမည်ကိုရဲထိုင်းတယ်သူကသူလုံးတယောက်ပဲလေခေါင်းထဲကချစ်သူလေးဆိုပေမဲ့ဒီနာချစ်သူဆုံးလေးလို့အတူသွားအတူလာလည်းမရှိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့သူကအလုပ်ကိုအရင်ဦးစားပေးရတဲ့သူတယောက်လေငါမွေးနေမှာငါတို့ချစ်သူများအတူတူဖျားရည်သွားပြီးကုသိုလ်ကောင်းမှုတွေလုပ်ချင်တယ်လို့သူ့ကိုချိန်ခဲ့တယ်စိတ်မဆုံးနိုင်တဲ့တနာရဲ့ကိုတကယ်တောင်းပန်ပါရဲ့ကိုတကယ်အလုပ်တွေရှုပ်နေလို့ပါ ပြောလိုက်ဒီလိုကြီးပဲဒါကကိုယ်စောင့်နေတာဒီမှာတန်းတန်းရှိလို့ခဏခက်ရှိလို့သိလား တောင်းပန်ပါရဲ့တနာရဲ့ကိုတကယ်တောင်းပန်ပါရဲ့ ဟုတ်ရှင်တန်းတော့ယူပြရမယ် တို့ရတနာမကြည့်ပြရမယ် ဒါမဲ့ကြာကြာဘင်းကြီးကတန်းနိုင်မင်းအဲ့မင်းကြီးမှာကိုယ်တန်းနိုင်ရဲ့ဒီဟောက်ပါပဲကုသိုလ်ကောင်းမှုလုပ်ချင်တယ် ရကိုကလေးပဲ ဒီခေတ်တော့ဒီကိန်းကြီးပြရအောင် တကယ်ပါဗျာတကယ်ပါ လုံးဝမဖြတ်ဘူးနော် ကလေးပါဗျာကလေး ဟယ်လိုကြည့်ကြအားဟုတ်ကြတော့သူ့ပဲလာခဲ့တော့မယ် ဘယ်လိုကိစ္စတွေရှိလို့သွားတော့မယ် ကိုယ်လည်းတွေ့လိုက်တာအမြဲအဲ့လိုအေးဆေးကိုဘယ်တော့မှမတွေ့ရဘူး ဟုတ်ပါရဲ့တနာရဲ့ကိုတကယ်အလုပ်တွေရှုပ်နေလို့ပါ ဟုတ်ပါပြီမွေးလေးတော့လုံးဝမမေ့အောင်နော် ဟုတ်ပါရဲ့ဗျာဟုတ်ပါရဲ့ဗျာကိုတကယ်ဆက်လာခဲ့မယ်နော်ပတ်စနာတို့အေးဝရှင်းခဲ့မယ်နော် ဟုတ်ရှင်းပါမယ် sorry နော် ခွာသွား ရောက်နေပြီလားတနာလေးထွက်လာတော့မှာကိုရင်နော် တနာထွက်မလာနဲ့တော့တနာရဲ့ကိုမလာဖြစ်တော့ဘူး ဟာကိုကလည်းဘာဖြစ်လို့လဲဒီနေ့တနာမွေးနေမှာကိုနဲ့တူဖျားရီသွားပြီးကုသကောင်းမှုတွေလုပ်မယ်ပြောရတယ်လေခရီးမဖြတ်နဲ့လေကို ဟုတ်ပါရဲ့တနာရဲ့ကိုလည်းတနာမွေးနေမှာတနာရဲ့တူရှိနေတာပေါ့ တော်ရပါကိုရဲ့ကိုလုပ်တယ်နဲ့ရှင်တန်တာကအမြဲတမ်းဒုရနေရမှာပါ တနာရဲ့ကိုလည်းတနာကိုအရင်ချစ်ပါရဲ့ကိုဘွားရဲ့ပထမအရေးကြီးဆုံးကတနာပဲလေကိုဟာအလုပ်အရင်အရေးကြီးနေမှာကွာကိုနားလည်ပေးပါနော် တော်တော့ကိုတန်တာကိုဒီနေ့ကစာလုံးဝမဆက်သွယ်နဲ့ တနာ ဟုတ်တယ်ဒီလိုမသိစားဘူးနေမဲ့ပေါ်ရ အာသူ့ကိုမသိဘူး ဒါဆိုနေနေတွေ့တာရှိလို့ အဲ့လိုပြောအောင်မလို့မကြည့်တော့ပါဘူးဟာငါ့မင်းတွေကသူနဲ့ငါအတူတူဖျားကိုသွားပြီးကုသိုလ်ကောင်းမှုတွေလုပ်နေလို့သိချာချင်းထားပါရဲ့သားနဲ့သူ့အလုပ်တွေအရေးကြီးပါရဲ့ဆိုရောက်မလာဘူးအရင်စိတ်ကြက်တယ်ဟာသိချာဂရိပေးပြီးမှပြတ်တော့အရင်မုန်းတယ်အားထောင်ကသူ့ကိုစိတ်ဆိုးပြီးတော့ခဏဖြတ်ထားတာ ဒါဆိုသူကလည်းမတောင်းမှဘူး တောင်းမှပါလေငါလက်မခံတာအားထောင်ကဘာစိတ်တွေလဲဆိုနေပြောရဲ့တရုတ်ပြည်ကကုန်မှာအလိုလိုပုံအောင်ဆင်းချလိုက်တာ သိကြပါဒီအဲ့ဒီကုမ္ပဏီမှာမန်နေဂျာကြီးရောက်ကိုရစီရမယ်ငါအာမခံနေတာ ဒီကပြောရနော် ငါတကယ်ပြောတာဟော ဒီမှာဒီတော့ဖျားသွားမယ်ဆိုတဲ့အချိန်
သူ့ရဲ့အရေးကြီးကိစ္စပေါ်လာလို့အစီအရောက်လာခဲ့သူပြောထားရတာလေအဲ့လိုခရီးမကြည့်အောင်ကအယမ်းမုန်းတယ်အားကြောင့်ကသူ့ကိုစိတ်ဆိုးဇက်ပဲဖြတ်ခဲ့ရငါစိတ်လင်နေတဲ့အချိန်ငါ့ရဲ့တောင်းနေပဲတကယ်ချင်းတော်နဲ့တွေ့ပြီသူဟာတရုတ်ပြည်ကကုမ္ပဏီမှာမန်နေဂျာယာရုရမယ်ဆိုလို့ငါလည်းဒီကိုရောက်လာခဲ့တာ ဘာပဲဖြစ်ဖြစ်ငါတို့ဆုံးဖြတ်ချက်ချခဲ့တာတွေမားတွေဖြစ်စီမှန်တွေဖြစ်စီအခုဒီကိုရောက်လာခဲ့ပြီအေးရှေ့ဆက်တယောက်ကိုတယောက်တကယ်ညီကိုမွန်မအရင်တို့တဘောထားပြီးတော့စောင့်ရှောက်အောင်အားလုံးလေဘလို့လဲ စိတ်ချရမှာတော့လိုက်ရဲ့အလုပ်တွဲလုပ်လာတယ်အယိုးဆွေးတော့ကြောက်ဆိုရင်လည်း quality အမြင့်ပဲပို့ပြီအတီးဆိုရင်အကောင်းသားပဲပို့ပြီလားခုကိစ္စလည်းစိတ်ချရမှာအစ်စ်တွေပဲပို့ပေးလိုက်ပါဒီတော့မစစ်နဲ့နော်โอเคပါဗျာโอเคဒါပဲနော်ဂျိုင်းဟာဆရာလာတော့ကွာညဟာတော့ကမူနာတယောက်တော့ကြည့်နေတယ်မင်းစီစဉ်ပေးလိုက်ဟုတ်ကဲ့ပါyo me sé una cosa. ¿Qué hago la cosa? ¿Y Manuela? ¿Qué sabes? ¿Qué me da peita? ¿Qué le da que? ¿Qué le da que? ¿Qué hago? 对呀，我来就多了嘞，都养病是那样的，我这有鱼口啊，就蛮久。讲。阿水还没讲。 这里你去看，你那个高木经过的，好嘛，陈林进来的，看到来看。
မင်းတို့တွေကရှင်တစ်ချောင်းအားကိုးပြီးပြေးတယ်မင်းတို့ရဲ့အုံတော်ကြီးဖြုံအောင်တော့ရှိသိလားအေးနောက်တစ်ခါထပ်ပြီးအောက်ကသေးတယ်မှာတော့မင်းတို့မျက်စိတွေမှာမြင်ထားတယ်တနက်ပြင်သေးတတ်တယ်တို့သဘောပေါက်ခင်ဗျားတို့ကြောက်တော့ဘာလို့ချုပ်ထားလဲ ဟုတ်တယ်ကျမတို့ချုပ်မချနဲ့တော့အဲ့တယောက်ကြီးလည်းမသွားကြတော့အခုချိန်ကျမတို့လွတ်ပြီးတော့ ဟဲ့မေးနေလေမင်းတို့မေးတာငါတို့မှဖြေဖို့အချိန်မရှိဘူးခုတော့ဖြေလိုက်မင်းတို့တွေကိုတောပြီးမှရောက်စားမလို့ကွာဟေးတော်နေကတော့ထိမကြွနဲ့三星的狗票，我那个靠不住，你下上来。ရပြီဆိုတော့ညီအောင်ဘယ်လိုစီစဉ်ပြရမလဲဟုတ်ကြဘူးအလူရော်လေးကျွန်တော်အချိုကြော်ရမှာဆက်ကြော်ရမင်းပြင်ပြည်လို့တော့ခဲ့ကွာရတာကြည့်ပြီ
မင်းကဒီအပံကိုရောက်လာတယ်ကျောင်းသားတစ်ဆိုရင်တော့ငါတို့ မင်းစကားကိုလူလိုနားလည်အောင်ပြောတတ်ပါ ငါတို့ကလူနာလေအောင်ပြောကျောင်းသားတစ်ဆိုတာလူစင်းကိုပြောခါတယ်ဆိုတာငါတို့ပြုစုဖို့ ဟာလေမင်းတို့ကကြားကြအေးရောဒီနေရာမှာငါတို့ဆိုရင်ငါပတ်စံတောင်းတဲ့လူပဲတွေ့ဘူးဘီယာတောင်းတဲ့လူတော့အခါမှမတွေ့ဘူး အေးရောငါတို့တောင်းသားလို့ပြောတာ ရောင်းသားတော့ငါမပြောပါဘူးရောင်းသားလို့မင်းတို့ကစပြောတာ ဘာကောင်းနေလဲငါမသိဘူးငါနာမည်လည်းမထားရဲထားကြီးတယ်ဝေဖေးကိုတော့တွားကြတာမဆိုမင်းတို့ထိုးနေတယ်ဆိုတော့နာမည်များမရရင်ရှိဘူးမထိုးဘူး ငါတို့ဖောင်းသွားတယ်ဘူးဖြစ်တဲ့ကစ္စတရာတောင်းမှန်တယ်အားလည်းမချားဘူး โอเคလေတောင်းမှန်တော့တင်နေလိုက်ငါ့အောင်လာပြောရင်တော့အရေးကုန်ကြီးကုန်ထိုးလိုက်မင်းတစ်ပည့်လောက်ကတော့ခဏလေးပေါ်ပါဘောလက်စလုံးလုံးတော့ ငါတို့ဒီရှေ့လျှောက်လက်တွဲကြရအောင် ကောင်းပြီလေ အသေးသမင်းမသေးရင်သမင်းတက်ခွန်ရဲ့ရေတက်တမဲ့ဆိုလို့ကြောင်းပါစားရင်စားမစားရင်နေရိုင်းလိုက်လားဟဲ့လက်နဲ့အားကိုးနဲ့ငါတို့မပြီးနိုင်နဲ့နေတကယ်တက်တိရှင်မင်းလက်ထဲကလက်နဲ့ကိုချဟဲ့မင်းငါ့ကိုလာဟောင်းမနေနဲ့မင်းလည်းတမ်းမတူမင်းကိုရောင်းစားမဲ့ကောင်းတွေကိုငါတို့ရိုသေးဆက်ဆက်နဲ့ကြောက်မရှိဘူးဆိုင်လိုက်ကွာဒီပါဦးကျောင်းတို့ဒီမှာနေရတာဘာတစ်ခုမှစိတ်ပြည့်ဆိုခင်ဗျာနားလေတာပြောမင်းတို့ငါတို့ရောင်းစားခြင်းလည်းရတယ်တက်ချင်လည်းတက်လို့ရတယ်ခေအောင်ဒါပေမဲ့ရေချိုးတာလေးအိမ်သာတက်တာလေးတော့မင်းတို့အစင်ပြေအောင်လုပ်ပေးဖို့ကောင်းတယ်နော်ဟဲ့ငါတို့လာပြောတယ်ကြားလည်းမကြားချင်းမင်းတို့ပြောချင်းငါတို့ဆရာကြီးလာမှာမင်းတို့ရှင်ဘက်ကိုပင်ပြောလိုက်ဆရာရဲ့ဆိုင်ပြောတယ်ဟုတ်ကဲ့ဆရာအခုဆရာပိုင်းချပေးတဲ့နေရာမှာတော့ကျွန်တော်ရောက်နေပြီ။မင်းဆောင်တော့ကျွန်တော်ဆက်ရှာနေတယ်။ကျွန်တော်တောင်းတဲ့ပုံကိုဒီနေ့ကနေပို့ပေးထားပါလားဗျာ။
ကျွန်တော်အရေးကြီးကိစ္စရှိရင်ဆက်လို့ရအောင်ပါဗျာ ကောင်းပြီဆရာရဲ့လိုက်ကျွန်တော်ဆက်သွယ်လုပ်ပြီးမယ်လေဒီဘောအော်ကျွန်တော်ဆရာရဲ့လိုက်ဆက်ပါတော့ ဟုတ်ကဲ့ပါဗျာကျွန်တော်လေးစားပါ လေဦးမင်းကမှတော့ကြားပြီ ကြောက်ရည်စားကျွန်တော်ဒီဆိုင်ထားဝင်နေရ ဟောဒါနဲ့မင်းဇာတိရပဲရတယ် ကျွန်တော်ဇာတိရောဒီမြို့ကနေတော့လမ်းလျှောက်တယ်တနားရီလောက်လျှောက်တယ်ဆိုအဲ့ဒီမှာကြာရင်ရောက်သွားတယ်အဲ့ဒီမှာကြောက်တယ် ဒီမျိုးရဲ့ဆရာကဘယ်လိုလဲ ဒီမှာဆရာကောင်တွေကတော့မနေ့ကဆရာကျွေးလွတ်လိုက်တဲ့လူတွေအဲ့လူတွေပဲကြည့်တယ် ဒီကောင်ကဘာလဲ အဲ့တော့ကျွန်တော်လည်းမသိဘူး ဒီကောင်ရလာနေသင်ချင်းပြီးလို့ ရာလာကောင်းလိုက်လား ဟုတ်တယ်လားတော့ကလူမင်းနဲ့လုပ်ရအောင်တို့ထဲလုပ်လေးရကျွတ်တော့ ဒါနဲ့ရာသာမလုပ်တာ လောက်တာတော့ကြောက်တော့တာဟိုနေရှင်းလို့ချက်ပဲလက်ခံရတဲ့အလုပ်ကိုလုပ်လို့ မိုက်တယ်ဗျာဒါနဲ့မိတ်ဆက်ပေးရအောင်ဒါကျွန်တော်နဲ့လင်းတို့မဲကြီးမဲကြီးငါပြောနေတယ်ကိုရဲဟဲ့ သူကဘာလဲဟုတ်တော့ဘာလဲရှိနေလဲကျုပ်ကိုဒီမှာတပည့်ပြောပြီးချိန်တာငါတပည့်မလို့ဘူးကွာဆရာတွေပဲလို့လားအေးပါလူလိုက်မှာငါပြောပါလူတွေကိုအရင်ကချွတ်တဲ့အခါမျိုးပေါ့ကိုရတဲ့ကနောက်နေတယ်မနောက်ဘူးငါဒီပြောတာပွိုင်တဲ့ရေငါအရင်ကချွတ်တဲ့ကောင် ရှုံးပါတယ်ဗျာဒါနဲ့ကိုရဲဒုတိယချိန်ပြန်ဆုံတဲ့အတွက်ကျုပ်တို့တနေရာတော့ခဲ့ကြတယ် အဲ့လိုမျိုးတွေကဲဖို့အတွက်ငါမှ black money ရဲ့အများကြီးရှိ ကြိုက်တယ် โอเค ဘယ်လဲရမှုလဲခုနေတာလောပါဦးမောရန်ကိုပူနေတယ်ရလား ဟဲ့လူတွေဟဲ့လူတွေဟဲ့လူတွေဟဲ့မင်းဘာလို့ချိန်ကောင်းတော့ဟောနေရလဲကျွန်တော်ကဟောကြောဖျားနေပါဗျာလိုက်ကြည့်တော့ဒီကူလီကကြားလို့မသိနိုင်တော့မဟုတ်ပါဘူးဗျာတကယ်ပါမယုံလိုက်ကြည့်ပါဒါဆိုခဏတော့ငါခုပြန်လာပဲမယ်ဟုတ်ကဲ့ကိုဘူးလေးကောင်ကြီးတော့ကြားနေလို့ဆရာဝန်ခေါ်ပေးလိုက်စီးကပြပေးလိုက် မင်းအောင်တော့ထူလိုက်တာဆရာဝန်သွားပြလို့ကိုယ့်ကိုလက်နဲ့ခတ်လို့ဖြစ်မှာဦးသေးတယ်ကစင်ကျိုးကြောင့်ပြောပြပြီးဆက်ခဲ့ဟုတ်ဟုတ်ဘလို့ကောင်းနေမှတက်နေတယ်ပေါ့တုံသားကြတယ်ပြောအော်ကိုရဲကအခုတလောအလုပ်နားနေတာ နားလားမလုပ်ဘူး ငါတို့ကိုရဲကငန်းကြီးထိုင်ကုန်နေဟော ဒီမှာကြာကြီးလဲဆွဲတဲ့မြင်းတကောင်မှာမိုးလင်းကနေမိုးချုပ်ပြီးလဲဆွဲတဲ့အလုပ်ကိုလုပ်တယ်သူအစာစားဖို့အချိန်လေးတကောင်အဲ့ဒီမြင်းအလုပ်လုပ်နေတဲ့ဒီစိအိမ်အလုံးမမနာသူအစာစားကြည့်တားတော့အနာရီလောက်အားဆိုင်တယ်ဖန်စားတတ်တယ်ဒါသူ့အလုပ်လုပ်ချင်ငါလည်းချိန်လေးလိုပဲအဲ့ဒါလို့
ရင်းလို့တော့ပုတ် ဟောကိုရဲတဲ့က ဟုတ်တယ်ငါအတွက်ဒီတိုင်းအဲ့လိုလုပ်တယ်ငါအလုပ်ကိုတရက်ပဲအားဆိုင်တားကောင်တစ်ခါပြုတ်ပြီးတစ်လားလောက်ညှက်လို့ရရဲ့တော့ ကိုရဲတဲ့ကတောက်ကိုမင်းမထွက်ပဲပတ်စံရမယ်ဆိုရင်ကြောက်တယ်ရာမလည်းလုပ်ဘူးကုန်လည်းဘူး ဒါဆိုကိုရဲတဲ့ဒီကိုမျိုး yes စကီချောချောလေးတွေဆိုဟုတ်ပါဘူး ဒီရဲတဲ့စစ်စက်တော်လို့ရတယ်ကျွန်တော်ဆရာ ဒါဆိုရင်ငါရဲ့ဝယ်လက်တွေဖြည့်ပြီးလို့ရရင်ပေါ့ငါရဲ့ဝယ်လက်တွေကအတက်ဆက်ခွာနေ20တွေအပြိုးဆိုရင်အော်တိုနှစ်ဆပေးရတော့ ဒီရဲတဲ့ဆရာနဲ့တွေ့ မင်းကကောင်းပါလေရောမတွေ့ပေးဘူးလား ဟာဒီရဲတဲ့ကဆရာနဲ့တွေ့ပြီးတော့အားလုံးစင်တယ်ကောင်မလေးတို့ကြိုက်တာလို့ ငါကတော့မင်းဆရာလည်းတွေ့ပြီကောင်းမလေးတွေကိုညီးပါနော် မြည်စီဗျာမြည်စီကဲလို့သမောချက် ဟုတ်ကဲ့ပါဗျာအဲ့ဆရာကြီးတို့ဦးတယ်လို့ပြောတာဒီကောင်ဦးပဲကလက်ခံရတယ်ကျွန်တော်ဖိတ်တယ်ကွာဟုတ်လားအခုဒီကောင်ကသူ့ဆရာနဲ့လက်ချက်တွေကိုကျွန်တော်ပြောလိုက်ကျွန်တော်ကတော့လူကောင်ဦးပဲသားအောင်ဆောင်ရတယ်ဗျာအဲ့ဒါကြီးအတွေ့အကြုံကိုအခက်ကြီးနေတယ်အဲ့ဒါဆရာကျွန်တော်အစီအပြန်ဆောင်ရွက်ပြီးပါโอเคရဲတဲ့ထုတ်ပြရစစ်စင်တွေကို message ကိုဖုန်းဆက်နေတယ်တော့ဟုတ်ကဲ့ပါဆရာဒေတာပါ ဒီကောင်ကိုအဲ့ချိန်တော့ရောက်မှတင်တယ်အေးပါရော အေးပါအေးပါပါတွေ့တော့ဟာအေးဒီလာရောအေးဒါပဲဆရာအဲ့ဒါပါဆရာကျွန်တော်ပြောတယ်တွေ့ရတော့ဒီဝါတော့ဟာလို့တော့ရတော့ပါမောင်ရတဲ့တော့ဘယ်လိုလုပ်ချင်လဲဆရာမသိချင်တော့ဒါမှမဟုတ်တစ်ခါလေးရှိ အရာဝယ်တော့အမျိုးမျိုးလုပ်ကြပါမယ်ပထမနားစားအချောလာလေးတွေဆိုတော့ငွေတစ်ခါလဲခြေတယ်စီးတော်ကြီးရော်ကြီးဆိုရင်တော့စရံပေးထားတယ်ရောင်းထွက်ရင်ဒါမှမဟုတ်တော့ဗျာငတိငါးချက်နမ9ချက်တဘောရောက်မယ်ဆိုတော့တစ်ခါလေးကြည့် အဲ့ဒီလောက်ကတော့မဆိုးကိုကတော့ရောမရောညင်ကိုအကောင်ကောင်းစေးပဲရောညင်အထီးတစ်စိမှလို့ရှိတယ်အဲ့ဆိုလည်းမင်းရဲ့ပေါ့ပေါ့ရှိစက်တယ်လို့ဆက်เสียမလို့ပါဘူးဗျာကျွန်တော်ဝယ်တဲ့နေရာကျွန်တော်ဟောလာပါပြီကားနေလို့ပေါ့ဗျာမော်ဒယ်အစ်စ်လေသေးလေးပဲဆိုတဲ့ဘောလို့အဲ့ဆိုရင်လောကငါးကြီးနဲ့ပြီးရပေါ့ရောင်းကုန်စကေးတွေကိုတော့ကျွန်တော်ရှုံးမယ်နော်ကြိုက်ရင်ဈေးစကားပြောမယ်โอเคပြီဆိုရင်တော့ဒီလိုဖြစ်ချင်တယ် အဲ့ဆိုရင်လည်းမိပြည့်ဆွေပြည့်အနေနဲ့ပြောတော့ဈေးဖွင့်လိုက်ကြ ကျွန်တော်အလန်းစရာလေး ရှိုးအောင်ထုံးတော့မှရောင်းလို့ရှိရင်အမြင့်ချွေရသေးတာမဟုတ်ဘူးလား ဒါပေါ့ဗျာအန်ဆင်းဆိုရင်တော့ရှိုးဝဲရိုက်တော့မှာပေါ့ ကဲ
အဲ့ညီကလမ်းစရာလေးတွေရှိုးကျင်တယ်ဆိုကြိုက်ဟောကြတယ် ဟုတ်ပါတယ်ကောင်မလေးအားလုံးကတော့အလန်းလေးတွေပဲ ကျိုးတို့ကလည်းပထမတန်းလိုက်ရွှေစုံလည်း16ပဲ ကောင်းပြီလေဒါဆိုလည်းငါတို့အောက်သေးကြအောင်လို့လေပေါ်ကျော်လေးတွေ့တယ် တွေ့တယ်ကြက်တယ်ဗျာကြက်လုံးလို့လည်းအများကြီးရောက်နေလက်ပြီးတက်ရှင်နေတာလက်ပြီးတက်ပဲဆိုတာဒီကုန်းစင်းမှာပုံတော့1 session အတွက်10ဟုတ်ပြီ အဲ့ဒီတော့ကွာအဲ့ဒီတော့လောကိစ္စအောင်ကဲဘယ်လိုလုပ်ကြလဲ ဒီတင်းနေရပဲဆိုတယောက်ချင်းစီကိုအပြက်ကြီးတစ်ခါဝယ်9ယောက် ချိုက်တယ်ကွာအဲ့လိုဖြတ်သားတဲ့လူတွေအလုပ်တွဲလို့ရှိတာ ကျွန်တော်ကိုယ်တိုင်ကဝယ်ချိုးပြီးဝယ်ရတာပဲကြိုက်လေချိုးပြီးပြီးရတာဒိတ်ဆုံးမုန်း အဲ့ဒီနဲ့ငါတော့ကွာသူ့ဘာတော်များနေပြီ သူဆိုဗလာတာနဲ့ကျွန်တော်နဲ့ရင်ပတ်ချင်းပလက်ထိုးထားတာကိုဗျာ ဟုတ်ပါပြီကွာဟုတ်ပါပြီ ဒီခေတ်ဒီခါကြီးမှာလမ်းဘေးကတောက်ရီအိုတောင်တောင်မှာစာထုတ်ခွာတာလေအလကားဖော်ရှော့ကစ်ကုန်ဟုတ်တယ်အားလုံးကဝေကိုလမ်းခင်းပြီးတော့ဈေးညံရှောက်တင်ထားတယ်ဒါကြောင့်ဝေနဲ့လက်တွေ့အလုပ်ကိုလုပ် ချောင်းကွာလက်တွေ့ဝင်စိတ်ဝင်စားအောင်ကဲစကားတွေကောင်းတယ်အဲ့ဒီကလက်တွေ့တယ်ပေါ့ကွာဒါရှိတယ်ကွာ Sai. Vào đi ạ. Mấy bà nàyပြောnhỉ đấy. Chúng ta không có chi này. Cô muốn học việc tí cô làm là đúng rồi.
လိုနေရဒီလိုချိန်မှာဒီစကားကိုပြောရသေးတယ်ဟာလားဘာလို့နေကြရမလဲ တိုးတိုးပြောပါတန်းရဲ့ကိုရှင်းပြမယ်ကိုဒီကိုလာခဲ့တာတာဝန်ရလာခဲ့တာပါတန်းရဲ့ဒီမှာတန်းအောင်ရှိနေပြန်ကိုမတီးခဲ့ပါဘူးဒီကောင်ကပြေရုံစုံနေတယ်ကိုမတရားလို့ခက်ဆောင်နေတာ ကိုရောနော် တကယ်ပါတန်းကိုချစ်သူကိုကညာပါမလားတန်းတို့ပြေရုံကဲတော့ဖို့အတွက်ကိုအကွက်စင်နေတာပါအားလုံးဒီကတော့ကိုဆောင်ရသွားမှာဘုံဘဝနဲ့တန်းရဲ့ ကိုတန်းတော့မမုန်းလိုက် ကိုတန်နာကိုချစ်တာမုံမမဟုတ်တာတန်နာရဲ့ဒါပေမဲ့တာဝန်ကြီးထမ်းဆောင်နေရတဲ့အချိန်မှာတန်နာကိုအထင်လွဲခဲ့လမ်းခွဲခဲ့ကိုအနေနဲ့စိတ်မကောင်းဖြစ်သွားလဲလို့မတက်နိုင်ပါနဲ့တန်နာ ဟုတ်ပါရဲ့ဒါတော့ပါခဲ့ပါရဲ့ကိုလည်းချင်လွဲခဲ့ပြီကိုတိုင်းမှာပတ်သက်အောင်ပတ်သက်အောင်ဒါလည်းရောချစ်စီခဲ့ပြီးတော့လာကိုတော့ဒုက္ခရရောက်လာ တကယ်စိတ်နဲ့ကြားတဲ့ချစ်သူများဒီနေ့ပြန်ဆောင်ရမယ်ဆိုတဲ့သူစကားလည်းရှိခဲ့တာပဲတန်နာရဲ့အခုဘလို့ပြန်ဆောင်ရပြီလေပကြရင်ဒီဖြစ်စိုးကြီးတွေကလွတ်တော့မှာပါကဲစကားအများကြီးပြောနေလို့မဖြစ်ဘူးတို့ရေးပြီးကုန်လိမ့်မယ်ကိုတို့ဒီလမ်းခွဲရမယ်နော်အဲ့ဒါခွဲထားတယ်ပဲလောက်ခိုင်းတာတော့နှုတ်ပါလေခိုင်း ဒီနေ့ပြန်ဆောင်ရမယ်ဆိုတဲ့သူစကားလည်းရှိခဲ့တာပဲတန်တာရဲ့အခုဘလို့ပြန်ဆောင်ရပြီလေပကြရင်ဒီဖြစ်စိုးကြီးတွေကလွတ်တော့မှာပါကဲစကားအများကြီးပြောနေလို့မဖြစ်ဘူးတို့ရေးပြီးကုန်လိမ့်မယ်ကိုတို့ဒီလမ်းခွဲရမယ်နော်အဲ့ဒါခွဲထားတယ်ပဲလောက်ခိုင်းတာတော့တော့ပါလိမ့်မယ် ဒါဆိုဝမ်းသာစရာပဲပေါ့နော် လူကုန်မှုခံရတဲ့လူတွေလည်းကျွန်တော်တွေ့ခဲ့တယ်။ကျွန်တော်တော့အင်အားပြေပါဗျာ။ဒီနေရာကိုကျွန်တော်ညွှန်ပေးပါမယ်။ ကောင်းပြီဆရာရဲ့ဟဲ့နေပြည်ကစခန်းကိုဆရာအခုချက်ချင်းကြောင်းကြမိပါမယ် နောက်တစ်ခုကအတွင်ယူကိုပတ်သက်လို့လည်း ဘယ်လောက်လို့လဲ နည်းနည်းပါးပါးပါဗျာ โอเคဆက်လုပ်ကြပါ ။ပေးစားပါလေဗျာ ကျောက်ကလေးပြောထားတဲ့အတိုင်းလူ9ယောက်စာပြီး
ကြံနာတော့စင်ရပေါ့ဗျာတရုတ်ပြည်လေးကိုရောက်တာနဲ့အားလုံးအကြည့်ကြီးပြီဖြစ်တယ် ငါကြီးကယုံကြည်လို့လှုပ်လှုပ်တာပဲနော်ဘာတွေမလုပ်ပါဘူးကွာနောက်တစ်ခါမင်းနတ်ပြည်ဆက်ဖို့အတွက်ရှင်းချလို့ ဟုတ်ပြီဗျာကျုပ်ကလည်းမိချောင်းစီပြီးလက်ပြည်တယ်ရမယ်ဆိုရင် ဒါပဲဗောယောက်ျားဆိုတာဒါပဲလေကဲချင်းချင်းကိုလှူရှားလိုက်ဒါကြီးဒီဆိုအောင်လုပ်ခဲ့ အားလုံးလာတော့ဒီနေ့ငါတို့ခီးဖွင့်မယ်ဘာမှကိုချပြီးထွက်ပြေးတော့ကောင်လို့ပေါင်းတော့တဲ့ဒီတန်းနဲ့ညားပါမလားအားကျွမ်းနေကောင်လို့သတ်ပြလာအားလုံးစီကအမိန်ပေးတာနဲ့ဆက်ဖွင့်မယ်ပြောလေတော်တယ်ဒီက 别了，别讲了，我们。
နေနေရှောင်းပါရှာရပြည့်ကြတယ် အားလုံးကကျွန်တော်တစ်ခုတော့ပြောချင်တယ်အမကတစုံတစ်ယောက်မရှိပဲနဲ့အများနိုင်ငံကိုလုပ်လို့ကြိုးစားပါတယ်တက်နိုင်ငံများကိုယ်နိုင်ငံမှာကိုယ်ပဲလုပ်ကြတာဝင်းမဲနဲ့အလုပ်လုပ်ပြီးလူကိုလူညွတ်ချုံးနေတယ်အများကြီးကိုဘာမှချင်ပါဘူးလို့ဘာတော့အောင်မှာကိုဘာလို့လုပ်တယ်များလဲတန်တော့ဘာလို့ခင်မဆိုင်နိုင်လဲဆိုတာတန်နားလည်းတော့ မတောင်းပန်ခင်တည်းကခွင့်လွှတ်ပေးတာပါတန်တာရဲ့ကိုတခုပဲတွေ့နေတာတန်တာကိုထားခဲ့တာဆိုတော့ပြန်ပြီးတော့တက်လွှဲနိုင်ပါမလား